မြတ်ဗုဒ္ဓရဲ့အကျော်မော်သားတော်များတဲ့မှအရှင်မဟာကတ္တပဤဘဝနဲ့ဓမ္မအပိုင်း3တရားတော်အရှင်မဟာကတ္တပရဲ့ဘဝနဲ့ဓမ္မဥဒ္ဒနုတွေဟောနာကြီးညိုလာခဲ့တာခဏအပိုင်း3အပိုင်း2မှာရှင်မဟာကတ္တပကြီးဟာအခြားသောယဟန်တွေအတွက်စွန့်သင်္ကန်းကြောင်းစေပစ္စည်းနေရာမှာစံပြတရားဟောတဲ့နေရာမှာလည်းစံပြစံပြုထိုက်တဲ့ပုဂ္ဂိုလ်စံထားထိုက်တဲ့ပုဂ္ဂိုလ်တစ်ပါးအနေနဲ့မြတ်စွာဘုရားကအရှင်မဟာကတ္တပကြီးကိုဥပမာပေးစံထားပြီးတော့ပြောပြတော်မူခဲ့တယ်။အဲ့ဒီအကြောင်းအရာတွေကိုဥဒ္ဒနုတွေအပိုင်း2မှာဟောခဲ့ပြီးပြီ။ခဏအပိုင်း3မှာတော့ရှင်မဟာကတ္တပရဲ့ဂုဏ်တွေဟာရာဇဂိုတစ်မျိုးလုံးမှာတန်ဃာတော်တွေအတွက်စံပြပုဂ္ဂိုလ်လည်းဖြစ်တယ်မြတ်စွာဘုရားကသင်္ကန်းချင်းလဲပြီးတော့လည်းချီးမြှောက်ခံရတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်နောက်တစ်ခါမြတ်စွာဘုရားကိုယ်တိုင်သုံးကဝခရီးထွက်ကြိုတော်မူခဲ့တဲ့ရှင်သူမြတ်ကြီးလည်းဖြစ်တယ်ဆိုတော့ဟာလူတွေကဟိုကလာဒီကလာဟိုကလာဖူးဒီကလာဖူးများလိုက်တဲ့လူတွေလာသမျှလူတွေကလည်းရှင်ဘုရားတပည့်တော်မှတ်မိလားတပည့်တော်ကဘုသူရဲ့သားဘုရားဘုသူရဲ့အမျိုးဘုရားဒါမျိုးပေါ့မှတ်မိတယ်လို့ပြောပြရင်လည်းအဲ့ဒီလူတွေနဲ့စကားထိုင်ပြောရတာနဲ့ရှင်မဟာကတ္တပတရားနဲ့နေချိန်မရမမှတ်မိဘူးလို့ပြောပြန်တော်လည်းပဲမမှတ်မိဘူးလို့ပြောလိုက်တဲ့အခါမှာလည်းပဲကြီးကျယ်လိုက်တာဆိုပြီးတော့ဒီလိုထင်တဲ့ပုံကိုယ်တွေကထင်ကြအဲ့ဒါကြောင့်ရှင်မဟာကတ္တပရဲ့စကားလေးကနာနာဇနသင်္ကဟောဒုက္ခောဘဟုဇနသင်္ကဟောဒုက္ခောလူအများနဲ့ပေါင်းသင်ဆက်ဆံနေထိုင်ရတာဆင်းရဲလိုက်တာပင်ပန်းလိုက်တာလို့ဒီလိုမျိုးရှင်မဟာကတ္တပဓမ္မသံဝေကဖြင့်ညှိတွားတော်မူခဲ့အဲ့ဒါနဲ့ရှင်မဟာကတ္တပကသူ့ရဲ့ပါရမီဓာတ်ခံရှိတာကလည်းပဲဒုတင်အကျင့်နဲ့ရှိခဲ့တဲ့ဓာတ်ခံကပါပြီးသားနောက်တစ်ခါလူတွေကလည်းပဲဒီလိုပြောလာတဲ့အခါသူ့ကိုပြိဿတခါတည်းသူ့ရဲ့ကျင့်စဉ်ကျင့်ဆောင်ဖို့ရန်အတွက်တွန်းပို့လိုက်တယ်လို့ဖြစ်သွားတယ်အဲ့ဒါနဲ့ရှင်မဟာကတ္တပကိုရောမြတ်ကြီးရာဇဂိုနဲ့မနီမဝေးသွားပြီးတော့ပြိဿပိပလိလိုင်ကူထဲမှာတပါးတဲ့ကျင့်သုံးနေထိုင်နေအဲ့ဒီမှာနေပြီးတော့ဘာတွေကျင့်တယ်လဲမေးရင်ပြိဿအနှစ်ချုပ်ကတော့ဒုတင်73ပါးကိုရှင်မဟာကတ္တပကျင့်သုံးတယ်ဒုတင်73ပါးဆိုတော့ပြိဿအဝိနဲ့ပတ်သက်ရင်ပန္တုကူလပေါ့ပန္တကူဒုတင်ပန္တကူဒုတင်ဆိုတာဒကာဒကမတွေလူတဲ့သင်္ကန်းကိုပယ်ပြီးတော့ပြိဿအများမဝစ်ချင်လို့စွန့်ပစ်ထားတဲ့အဝတ်တွေကိုကောက်ချုပ်ပြီးသင်္ကန်းလှုပ်ပြီးတော့မှစိုးပြီးတော့ပြိဿဆေးဆိုးပြီးတော့ဝတ်တဲ့သင်္ကန်းတပတ္တုကုသင်္ကန်းတက္ကရာကမလှူတာတွေကိုပဲပတ္တုကုသင်္ကန်းကိုဝတ်တဲ့အကျင့်ကိုရှင်မဟာကတ္တပကျင့်တယ်နောက်တကတိစီဝရိကဒုတင်အပေါ်သင်္ကန်းတွေပယ်ပြီးတော့ပြိဿသင်္ကန်း3တယ်တည်းပဲဆောင်းတယ်အောက်ကဝတ်တဲ့သက်မိုင်းအထက်ကဝတ်တဲ့ဧကတိပခုံးပေါ်မှာတင်တဲ့ဒုကုတ်ဒီ3မျိုးပဲထားတယ်အပေါ်သင်္ကန်းမထားဘူးအဲ့ဒီကျင့်စဉ်ကိုလည်းပဲကျင့်တယ်ပြိဿတိစီဝရိကဒုတင်ဒီလိုခေါ်ပါတယ်နောက်တကပိဏပါတဒုတင်ပိဏပတ်ပေါ့ပတ္တပိဏစွမ်းခံရသပိတ်ထဲကြတဲ့စွန်းကိုပဲစားတယ်ဒကာဒကမတွေအိမ်ပင့်ကတ်တဲ့စွန်းမစားကျောင်းကိုလာကတ်တဲ့စွန်းလည်းမစားဘူးသပိတ်ထဲလောင်းလူတဲ့စွန်းကိုပဲစားတယ်နောက်တကသဗ္ဗရဏစာရိကပြိဿအိမ်စဉ်လှည့်လည်ပြီးဖုံးပေးတယ်အိမ်စဉ်လက်ပြီးဆုံးခံဒီနေ့ဒီ9အိမ်ဆို9အိမ်နောက်တနေ့ဟိုဘက်က9အိမ်ပေါ့ဒီ9အိမ်ကလည်းစင်တိုင်းပဲပြိဿရမရစင်တိုင်းကြွတယ်9အိမ်ကလောင်းလို့မရရင်လည်းပြိဿဆက်ပြီးတော့ရှေ့ဆက်မကြွဘူးဒီကျင့်စဉ်၄မျိုးကိုလည်းသူကျင့်တယ်ဟာဒီတကကမတွေဟင်းကောင်းတယ်ငတ်ပေါ်လဲကြီးညိုကြလဲတရားတရားလဲကောင်းတယ်ဆိုအဲ့ဒီနာကြီးထပ်ပြန်တယ်လဲဆုံးခံတဲ့ကျင့်ဝတ်မျိုးကိုရှင်မဟာကတ္တပဓာမျိုးမကျင့်သုံးဘူးတဲ့သဗ္ဗရဏစာရိကအိမ်စဉ်လှည့်ပြီးသွားတယ်နောက်တက်ကပြိဿဧကသနိက
တနေရာတထိုင်ထဲမှာပဲထိုင်ပြီးတော့ဖုံးပေးတယ်နှစ်ထပ်သုံးထပ်နှစ်နေရာသုံးနေရာမှာထိုင်ပြီးတော့ဖုံးပေးလဲအလေးထားလဲသူ့မှာမရှိဘူးနောက်တကပတ္တပိန္ဒိကတခွက်သေးပဲစားတယ်ဟင်းခွက်တွေအများကြီးနဲ့စားတဲ့အလေးထားလဲသူ့မှာမရှိဘူးနောက်တကခလုပစ္စာဗတ္တိကအတိရိဝိနိကံသင်ထားတဲ့စွမ်းတွေကိုပယ်ပြီးတော့ပြိဿတိရိဝိနိကံသင်တဲ့စွမ်းမျိုးကိုလည်းရှောင်ကျဉ်တာပေါ့ဥမာဖြင့်ခလုပစ္စာဗတ္တိကခလုဆိုတဲ့ငှက်ဟာစားလိုက်လို့ပြိဿအောက်ပြုတ်ကြတဲ့အသီးနှံကိုထပ်ပြီးတော့မစားတော့သလိုပဲတခါဖုံးပေးပြီးလို့ပြိဿကျွေးနေကြံနေဆိုတဲ့ဟင်းမျိုးသမင်းမျိုးကိုဘယ်တော့မှရှင်မာကတ္တဗဟာတထစားပြီးနောက်တော့ဆက်မစားဘူးတဲ့နောက်တကအာရိညိကမြို့เจ้าရွာเจ้าတွေကိုရှောင်ပြီးတော့တောထဲကိုသွားနေတယ်အာရိညိကဒုတင်နောက်တကရုက္ခမူလဆိုတာပြည့်တဲ့เจ้าတွေကိုအမိုးကရှိတဲ့เจ้าကိုပယ်ပြီးတစ်ပင်အောက်ကိုသွားနေတယ်နောက်တကပြည့်တဲ့သုတ်တန်နိကဟာသုတ်တန်ထဲမှာနေတဲ့အကျင့်အဘောဂတိကအမိုးကရှိတဲ့တစ်ပင်တွေလည်းရှောင်တယ်เจ้าလည်းရှောင်တယ်လွန်တိကောင်မှာနေပြီးတော့တရားလို့အထုတ်ပြီးတော့နေတဲ့အကျင့်ယထာတန္တတိကနေရာကောင်းကြောင်းကောင်းတွေကိုရှောင်ပြီးတော့မှပြိဿဟိတင်းတင်းလျောက်ပတ်တဲ့နေရာမျိုးလေးနဲ့နေတတ်တဲ့အကျင့်လည်းသူ့မှာရှိတယ်နေသစ္စည်းကလျောက်ပြီးတော့အိတ်တဲ့အကျင့်နေသူ့မှာမရှိဘူးတဲ့ပြိဿထိုင်မဲ့ရက်မဲ့စဉ္ညာလျှောက်မဲ့ပေါ့အဲ့ဒီလိုပြိဿဒုတင်73ပါးကိုရှင်မာကတ္တဗကဟိနပဏိတမစ္စည်းမဟိနဆိုတာအောက်တန်းကြတဲ့ဒုတင်ပေါ့နည်းနည်းခတ်ရော့ဒုတင်မစ္စည်းမဆိုတာပြိဿမယောမတင်ဒုတင်ပဏိတဆိုတာကအမွန်မြတ်ဆုံးဒုတင်သုံးမျိုးရှိတဲ့ထဲမှာမွန်မြတ်မြတ်ကိုပြိဿရှင်မာကတ္တဗဟာကျင့်သုံးတော်မူတဲ့ဗျာအဲ့လိုကျင့်သုံးတဲ့တွေ့တာကြောင့်လဲသူလည်းပဲချမ်းသာတယ်နောက်တကကျင့်တဲ့တွေ့တာကြောင့်အပြစ်လည်းမရှိဘူးဟာကိုကျင့်တဲ့ကျင့်ကြောင့်သူတစ်ပါးကိုလည်းဒုက္ခပေးရမရောက်ဘူးနောက်တကိုယ်မှာရှိတဲ့ကုသိုလ်တရားတွေလည်းဆုပ်ယုပ်သွားတယ်ဆိုတာလည်းမရှိဘူးယာကဒေါသမောဟဆိုတဲ့ကိလေသာတရားတွေလည်းဒီအကျင့်ကခေါင်းပါစေတယ်ကိုယ်တဏ္ဍာမှာရှိနေတဲ့မာနကိုလည်းပဲပယ်ပြီးသားဖြစ်တယ်ဒုတင်ကျင့်ကဟုတ်တာပေါ့သင်္ကန်းအဟောင်းကိုဝတ်သူများတွေစွန့်ပေးထားတဲ့အဝတ်တွေကိုချုပ်ပြီးတော့မှပန်းတကူသင်္ကန်းလုပ်ပြီးတော့ဝတ်တော့မာနဆိုတာဘယ်ရှိနိုင်မလဲမာနကိုလည်းပယ်ပြီးသားရောက်တယ်နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းလည်းဖြစ်တယ်ဆိုပြီးတော့ဂုံရင်ကပြိဿ28ပါးနဲ့ပြည့်စုံတဲ့ဒုတင်ကျင့်စဉ်ကိုမုံမြတ်မြတ်နဲ့ပြိဿကျင့်တဲ့နေရာကျင့်ပြီးတော့ပြိဿဒီကျင့်ရဲ့ကောင်းကြောင်းကိုဟောတဲ့နေရာမှာတော့ရှင်မာကတ္တဗဟာအမြတ်ဆုံးသာဆုံးပဲလို့မြတ်စွာဘုရားကဧရတဲ့ပေးပါတယ်ဧရရကဘိကဝေမမသဝကနာဘိက္ခုနံဒုတဝါရဏံယရိဒံမဟာကတ္တဘောဘိကဝေယံတော်မြတ်ဦးခြင်းသားတို့မမသဝကနာငါဘုရားရှင်ကိုတော်မြတ်ရဲ့တပိသဝကတွေထဲမှာဘေကုဏံယဟန်တို့တွင်ဒုတဝါရဏကိလေသာခါထွယ်ကြောင်းအကျင့်ကိုဒုတဝါရဏကိလေသာခါထွယ်ကြောင်းအကျင့်ကိုကိုယ်တိုင်လဲကျင့်သူဓမ္မကိုဟောပြောတဲ့နေရာမှာတော့ယရိရံယောအယံမဟာကတ္တဘောအရှင်မဟာကတ္တဗသည်အဋ္ဌိတန်တိရှိပါပေ၏ဧတံဧသောမဟာကတ္တဘောအဲ့ဒီမဟာကတ္တဗသည်ဧကံဧကောအမြတ်ဆုံးအသာဆုံးပဲဟောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒုတင်73မှာကျင့်သုံးတဲ့နေရာမှာတော့ရှင်မာကတ္တဗဟာအမြတ်ဆုံးအသာဆုံးပဲဆိုပြီးတော့ဧရတဲ့ရာမှာထားပါတယ်အဲ့တော့တောထဲမှာနေတဲ့အာရိညိကဒုတင်နဲ့ကျင့်သုံးပြီးတော့တပါးတဲ့ပြိဿဧကဇာတိကတပါးတဲ့နေတောထဲမှာနေပြီးတော့ပြိဿသာသနာရေးကိုယ်သာသနာတော်ကိုလှစ်လျူရှုထားသလားမင်းတို့ဒကာရကမတွေပြစ်ထားသလားဆိုတော့မဟုတ်ဘူးတဲ့ရှင်မာကတ္တဗကြီးကအဲ့လိုတောထဲမှာနေပြီးတော့များသောအားဖြင့်တော့တမပဝင်စားတယ်အထူးသဖြင့်တော့ဏိရောဓတမပပေါ့9ရက်ဝင်စားတယ်ဏိရောဓတမပ9ရက်ဝင်စားပြီးပြန်ထလို့ဆွန်းလွန်လူခွင့်ရတဲ့ပုဂ္ဂိုလ်မျိုးဟာအင်မတန်အကျိုးကျေးဇူးကြီးမားတယ်အဲ့ဒါကြောင့်ရှင်မာကတ္တဗကဏိရောဓတမပဝင်စားပြီးပြီဆိုရင်အိုးဘဇုကိုချီးမြှောက်ရမလဲကြည်စင်ရင်သားတွေကိုရွေးချယ်ပြီးတော့သူကကြည်လေးရှိတယ်တရားတော်ဘိသိက်လေတော်ထဲမှာအမျိုးသမီးလေးတယောက်စင်စင်ရဲရဲနဲ့လေကွင်းထဲမှာသူနေရရှာတယ်။သွားပြီးတော့ချီးမြှောက်မယ်ဆိုရင်လှူနိုင်တဲ့တရားတရားရှိသလားပြီးတော့တရားတရားလည်းရှိတယ်။နောက်တကလှူခံလိုက်ရင်အကျိုးရှိမရှိဆိုတော့ကြည့်လိုက်တော့အကျိုးလည်းရှိနိုင်တာဖြစ်လို့ရှင်မာကတ္တဗကပြိသိက်
အဲ့ဒီလေတော်တဲ့ကိုကြွတယ်ဗျာလေတော်တဲ့ကြွတယ်တော့ဟိုကလေးမလေးကခန့်ငင်ငယ်16 17လောက်ထိုးကြပါသူပျော်ပျော်ပါးပါးနဲ့ပဲတဲ့ခုံပေါက်ကစားနေတဲ့အရွယ်မျိုးလေးလေဆောင်တဲလေးတန်းမှာသွားပြီးတော့ပဲတဲ့ရှင်မာကတ္တပကအဲ့ဒီကလေးမလေးနေတဲ့လေဆောင်တဲစီကိုရှင်မာကတ္တပဆုံးကန်ကြွငယ်ငယ်ရွယ်ကလေးမလေးပျော်လိုက်တာဟဲရှင်မာကတ္တပကြီးကြွလာပြီနံပါတ်1ဖူးမြင်ရလို့သူကျင်တတ်တယ်ပြောတယ်နံပါတ်1လှူခြင်းနဲ့ပြန်စဉ်းစားတယ်ငါမှလှူရပါရှိတော့ဩငါသားမဲ့ဒီမနေ့စာပေါက်ပေါက်ကလေးတွေရှိတယ်သဘာလေးတွေပေါက်ပေါက်ဖောက်ထားဒါမျိုးလောင်းလို့ရှင်မာကတ္တဝကြီးအလှခံပါမလားသူ့ရဲ့လှူဝဲဝုထုလေးကသေနှုတ်နေလို့သူ့မှာအငယ်နေအေးလေငါတို့နေရာကြွလာမှတော့အလှခန္ဓာမခန္ဓာရှင်မာကတ္တဝကြီးရဲ့တာဝန်လှူရမှာငါတာဝန်ဆိုပြီးတော့တခါတဲ့ပြိဿရှင်မာကတ္တဝအိမ်နားလေရောက်လာရောတိဋ္ဌတဗန္တေတိဋ္ဌတဗန္တေအရှင်ဘုရားခဏရတ်တော်မူပါအောင်ဘုရားရတ်တော်မူပါအောင်ဘုရားဆိုပြီးတော့ရှင်မာကတ္တဝကြီးရခိုင်းပြီးရှင်မာကတ္တဝကြီးကလည်းရက်လိုက်ရောပေါက်ပေါက်ကလေးတွေယူပြီးတော့ပြိဿအဲ့ဒီမှာခွက်ကလေးနဲ့ထွက်ပြီးတော့လောင်းလူမယ်လို့ပြင်လိုက်တဲ့ချိန်မှာရှင်မာကတ္တပကသပိတ်ကလေးနှိမ့်လိုက်တာမြင်ကြတဲ့ကိုကပီတိတွေတဖွာဖွာဖြစ်ဟဲငါလှူတဲ့အလှကိုလက်ခံတော့မှာပဲနောက်တကငါလှူတဲ့အလှလက်ခံနေပြီပဲငါလှူတဲ့အလှကိုရှင်မာကတ္တပအိုချီးမြှောက်သွားပြီပဲလို့ပြိဿလှူစဉ်လေးမှာကိုကမလှူမီရောလှူစေရောလှူပြီးရောကိုစေတနာသုံးဏကသူ့မှာတဖွာဖွာဖြစ်လို့လူပြီးတော့ပြိဿလက်ခံပြီးကြွသွားတဲ့ရှင်မာကတ္တဝရဲ့နောက်ကျောကိုကြည်ပြီးပီတိတွေဖြစ်လိုက်တာအဲ့ဒီနေ့မှာတင်ပြိဿခုံပေါက်ပျော်ပါပြီးတော့ကလေးမလေးပြိဿကြီးကစင်းရိုးပေါ်သွားရင်းနဲ့အလွန်စိတ်ပြင်းတဲ့မွေတကောင်ရဲ့ကြိုက်တာခံလိုက်ရလို့အဲ့ကလေးမလေးသေသွားသေပြီးတော့ပြိဿတာဝရိန္ဒနတ်ပြည်မှာလာစာဆိုပြီးတော့နတ်သမီးလေးသွားဖြစ်တယ်အချမ်းရံက3000ရှိတဲ့ယူသနာပြိဿ3ယူသနာရှိတဲ့ကျယ်ဝန်းတဲ့ထဲမှာ3000ရှိတဲ့နတ်သမီးချမ်းရံနေနဲ့နေရတာဟဲစီးစိမ်တွေကြီးကျယ်လိုက်တာဘာဖြစ်လို့ဒီလောက်စီးစိမ်ကြီးကျယ်ငါဘာဖြစ်လို့ရတာလဲခံစားရတာလဲလို့ပြန်ပြီးတော့ကြည့်လိုက်တော့မကြလေးခင်ကမှရှင်မာကတ္တပငါပေါက်ပေါက်လှူခဲ့တဲ့ကောင်းမှုပဲဒီသူဒီလိုသွားသိအေးလှူပွဲဝုထုတီးတီးလေးနဲ့တောင်ဒီလောက်အကျိုးကျေးဇူးများနေသေးရှင်မာကတ္တပကိုကြောင်းပြပြီးတော့မှငါဒီလိုကောင်းမှုတွေဒီလိုအကျိုးကျေးဇူးတွေရတာနံပါတ်1ငါကျေးဇူးရှင်ကိုငါမမေ့တင်ဘူးနောက်ပြီးနံပါတ်2ကငါစီးစိမ်အုပ်တွေကိုလည်းပဲရော့မသွားစေတင်ဘူးဆိုတာသိပြီးတော့ပြိဿရှင်မာကတ္တပနေတဲ့နေရာမှာတခါတည်းချက်ချင်းပြန်လာပြီးတော့တပည့်စီလဲနောက်ရ3000ရေတွေကိုဖြည့်ပေးတယ်တရက်2ရက်3ရက်ပြိဿရှင်မာကတ္တပကကုသိုလ်လိုလားတဲ့ရှင်ငယ်ယဟန်ငယ်တွေလာပြီးလှုပ်တယ်လို့ရှင်မာကတ္တပထင်တာတရက်တော့မဟုတ်ဘူးတဲ့စောစောစီးစီးရှင်မာကတ္တပကကျောင်းဝင်းထဲမှာအကုန်လုံးလင်းနေလို့ကြည့်လိုက်တယ်တပည့်စီလဲတန်လဲကြားတော့ဟေးတပည့်စီလဲနေတာဘယ်သူလဲမေးတယ်တပည့်တော်ရှင်ဘုရားရဲ့တပည့်မပါဗျာဟဲ့ငါတပည့်မတောထဲမှာဘယ်သူမှမရှိဘူးဘယ်သူတို့မေးလိုက်တော့ဟိုနေ့ကရှင်ဘုရားကိုပေါက်ပေါက်လှူပြီးတော့တပည့်တော်ပိုးထိပြီးမွေကြိုက်ပြီးသေတယ်ဗျာအခုတာဝရိန္ဒနတ်ပြည်မှာကြီးကျယ်တဲ့စည်းစိမ်တွေခံစားနေရအဲကြောင့်တပည့်တော်စည်းစိမ်တွေမလျော့ဖို့ရန်အတွက်တပည့်တော်ကုသိုလ်တွေထပ်ပြုနေခြင်းပါဗျာဒီလိုလျှောက်ဧကွယ်ညီကုသိုလ်တွေဟိုမှာနတ်ပြည်မှာစည်းစိမ်ခံစားနေရတာညီကုသိုလ်ဒီလောက်ဆိုကျင့်တတ်တော့ဒီမှာပြုထားတဲ့ကောင်းမှုတွေကိုလည်းညီလောက်ပြုလိုက်ရင်ဝမ်းသာလိုက်တော့ပြုပြီးသားကိုထားလိုက်တော့နောက်နေ့တွေမလာတော့နဲ့ရှင်မာကတ္တပကတာဘာဖြစ်လို့တော့ရှင်ဘုရားရဲ့အိုးနောက်တစ်ချိန်မှာရှင်မာကတ္တပကြီးတောထဲမှာတပါးတဲ့နေတယ်ပြောနတ်သမီးလေးကလာပြီးပြုစုတယ်တပည့်စည်းလဲပေးတယ်ရေခတ်ပေးတယ်ပြောရဲ့သူ့လိုမဲ့ငါတို့လည်းကျင့်လိုက်ခြင်းရဲ့ကွာလို့ကဲ့ရဲ့ကြရှုံချကြမယ်ဆိုရင်လေတဲ့ကဲ့ရဲ့ရှုံချတဲ့ပုဂ္ဂိုလ်တွေအတွက်အပြစ်တွေများလာတဲ့ဟဲ့အဲ့ဒါကြောင့်မလာနဲ့ရှင်မာကတ္တပတာဟာတပည့်တော်ရဲ့ခွင့်ရလေးတော့ရှင်ဘုရားရဲ့မတားပါနဲ့ဟိုကပြောတာ3ချိန်3ကပြောတယ်ပြောလို့မရတော့ရှင်မာကတ္တပကလက်ဖြောက်တီးတယ်ယန္နာပုဂ္ဂိုလ်များလက်ဖြောက်တီးရင်ပြိဿလာတဲ့နတ်သားနတ်သမီးမနေနိုင်ဘူးတဲ့ဒုံနဲ့ရိုက်တယ်လို့နာတာအဲ့ဒီမှာငိုပြီးတော့ကောင်းကင်ပြန်တဲပြီးတော့မှသွားကောင်းကင်ကငိုသံကြားတော့ပြိဿမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကဘယ်သူငိုနေတာလဲဆိုတာကြည့်လိုက်တော့ဩကောင်းမှုလိုလားတဲ့နတ်သမီးတယောက်ငိုနေတာပဲဆိုတာမြတ်စွာဘုရားကသိတယ်အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီနတ်သမီးရှိမှဟောတဲ့ပုံစံမျိုးနဲ့
ချစ်သမီးတဲ့စောင့်စည်းခြင်းဟာရှင်မကတ္တဗရဲ့တာဝန်ပဲနောက်တကကောင်းမှုလိုလားတဲ့ပုဂ္ဂိုလ်တွေကကောင်းမှုပြုရမယ်ဆိုတာကောင်းမှုရှင်တွေရဲ့တာဝန်ပဲဆိုသူ့တာဝန်နဲ့သူမြတ်စွာဘုရားပြောပြအဲ့ဒီမှာမြတ်စွာဘုရားကပုံညင်စေပုရိသောကယိရာနံပုဏ္ဏပုဏ္ဏဓမ္မိဇန္တံကယိရာထာသူခောပုံညတဥစ္စယောနတ်သမီးကိုဒီကထာလေးခေါ်ပြပုံညင်စေပုရိသောကယိရာနံပုဏ္ဏပုဏ္ဏဓမ္မိဇန္တံကယိရာထာသူခောပုံညတဥစ္စယောဒိဗေကတော့ကုသိုလ်လိုလားတဲ့ပုဂ္ဂိုလ်တွေဟာကောင်းမှုကုသိုလ်ကိုထပ်တလဲလဲပြုရမယ်ဘာဖြစ်လို့လဲလို့မေးလိုက်တော့ပြိဿရဲ့ဓမ္မိဇန္နံကယိရာထသူခောပုံညတဥစ္စယောတဲ့ကောင်းမှုတိုးရင်ချမ်းသာတိုးတာဖြစ်တဲ့အတွက်ကြောင့်ကောင်းမှုလိုလားတဲ့ပုဂ္ဂိုလ်တွေကကောင်းမှုကိုထပ်ပြန်တလဲလဲပြုရမယ်ဘုရားဒီလိုဟောမြတ်စွာဘုရားတရားနာပြီးတော့အဲ့ဒီမျိုးသမီးနတ်ပြည်ပြန်တော့နတ်ပြည်ကနတ်သမီးတွေကဟဲ့ညှိပဲသွားတာတော့လူပြေသွားတယ်ပေါ့ဘာလို့သွားတော့ငါကွယ်ဒီလိုစည်းစိမ်ချမ်းသာတွေရအောင်ရှင်မကတ္တဗကိုဆွန်းလောင်းခဲ့တဲ့ကောင်းမှုကြောင့်ဒီလိုဖြစ်တယ်ဟဲ့ဒါဆိုရင်ငါတို့လည်းရှင်မကတ္တဗကြီးဆွန်းလောင်းခြင်းလိုက်တာရမ်းသွားလို့တော့မဖြစ်ဘူးသူဏိရောဓသမဘကထတဲ့ချိန်မျိုးသွားမှပြိဿဒီအကျိုးမျိုးကလည်းရတယ်ပေါ့သူကရှင်းပြဒါဆိုရင်ကောင်းပြီဆိုရှင်မကတ္တဗကြီးတွေဏိရောဓသမဘဝင်သားတဲ့ချိန်ကိုစောင့်ကြည့်ပြီးတော့နတ်သမီး900တရားမင်းနာမှာနေကြတဲ့နတ်သမီး900တဲ့ပြိဿကြီးအဲ့ဒီကရှင်မကတ္တဗကြီးဏိရောဓသမဘကအထကိုစောင့်ပြီးတော့ပိပိလိလိုင်ကူရှေ့မှာတရက်သောနေ့မှာလာပြီးတော့စောင့်နေလိုက်ကြဏိရောဓသမဘကထပြီးတော့ပြိဿကြီးဆုံးခံကြွမလို့တပိတ်နဲ့ထွက်လာတဲ့အချိန်မျိုးမှာနတ်သမီး900တန်းစီလို့ဟဲ့ညီတို့ဘာလို့လာကြတော့အရှင်ဘုရားကိုတပည့်တော်ဆောင်းလောင်းလူခြင်းလို့ပါဘုရားအေးငါကဆင်းရဲတဲ့တရားဓမ္မပဲချီးမြှောက်တာကွယ်ညီတို့သွားကြတပည့်တော်တို့လည်းဆင်းရဲပါတယ်ဗျာတရားမင်းကြီးနာမှာနေရတာနှစ်ကလေးနဲ့9တန်ကောင်းမှုကုသိုလ်နေတော့တပည့်တော်တို့အဝေးကြီးပဲကတ်ကိုမကတ်ရအဲကြောင့်ကောင်းမှုထပ်ပြုခြင်းတာပါပေါ့နတ်ပြည်မှာတရားမင်းရဲ့မိဖုရားဖြစ်ပြီဆိုကြတဲ့ကညီတို့ကောင်းမှုမနှဲပါဘူးပြန်ကြရှင်မကတ္တဗကအဲ့ဒီမှာ3ချိန်3ခါပြောတယ်နတ်သမီးတွေပြောမရလို့လက်ဖြောက်တစ်ခါတီးယူရတယ်လက်ပြောက်တီးလိုက်တဲ့အခါရိုက်တယ်လို့နာတော့အဲ့ဒီမှာနတ်သမီး900ပြုတ်ဆိုနတ်ပြည်ပြန်ပြေးနတ်ပြည်ပြန်ရောက်တဲ့အခါတရားမင်းကြီးကဟဲ့ရုံနဲ့ညီတို့ဘယ်ကဘာလုပ်လာကြသလဲလူပြေမှာရှင်မကတ္တဗကိုသွားပြီးဆွန်းလောင်းတယ်ပေါ့ဆွန်းလူခံလိုက်သလားလူမခံဘူးရှင်မကတ္တဗကဆင်းရဲတဲ့တရားဓမ္မကိုပဲချီးမြှောက်တာတဲ့ဘာဖြစ်လို့ညီတို့ကရှင်မကတ္တဗကိုဆွန်းလောင်းခြင်းတာလဲဆိုတော့ရှင်မကတ္တဗဏိရောဓသမဘမှာထိုက်အကျိုးကျေးဇူးဟာအင်မတန်ကြီးမားလွန်းလို့လာသာနတ်သမီးရဲ့အကြောင်းကိုသူတို့ပြောပြတယ်အေးအဲ့လိုအကျိုးကျေးဇူးများရဲ့ငါလည်းသွားအောင်မယ်ဆိုသူ့ရဲ့မိဖုရားဖြစ်တဲ့သူဇာတာကိုခေါ်ပြီးတော့သူလည်းပဲလူပြေစင်ရသကြိုမြို့အဝင်မှာစင်းရဲသာအဖိုးဖွားလင်မယား2ယောက်ဆောင်ပြီးတော့သူကလည်းဆောင်းလောင်းရှင်မကတ္တဗကြီးကြွလာပြီစင်းရဲတဲ့တရားဓမ္မတွေချီးမြှောက်တယ်ဆိုတော့ရှင်မကတ္တဗကြီးဟာအိမ်လေးကလည်းသေးသေးလေးအဖိုးကြီးနဲ့ဖွားကြီး2ယောက်တည်းစင်းအောင်စင်းရဲနေရတဲ့အိမ်ရှိမှာပြိတဲ့အဖိုးကြီးကလည်းတကုတ်ကုတ်နဲ့အလုတ်လုံနေရအဲ့ဒီမှာပြိတဲ့ရှင်မကတ္တဗဆင်းရဲတဲ့တရားဓမ္မချီးမြှောက်မယ်ဒီလိုတရားဓမ္မဆင်းရဲလိုက်တာအော်ဟင်းရွက်ပြုတ်ရပုံရည်ကြီးပဲရခြင်းရဆင်းရဲတဲ့တရားဓမ္မငါချီးမြှောက်မယ်ဆိုတော့သရတရားအပြည့်တနည်းအားဖြင့်ပြောရင်ကရုဏာဓာတ်အပြည့်နဲ့ပေါ့ဗျာအဲ့ဒီအိမ်ရှိမှာဆွမ်းရဟာဆွမ်းရတော့ဘုန်းကြီးကဟဲ့အိမ်ရှင်မဘုန်းကြီးတော်ဆွမ်းခံကြွလာတယ်အိမ်ထဲကဒေါတုဇာတာကလည်းပြိဿကြီးအဲ့ဒီမှာဟန်ဆောင်ကောင်းတယ်အဖွားကြီးရောင်ဆောင်တကုတ်ကုတ်နဲ့ဟိုလုတ်ဒီလုတ်မကြားခြင်းအောင်ဆောင်အဖိုးကြီးကရှေ့ထွက်သွားတယ်ပြိဿကြီးမနေ့9နိုင်ခွဲ7နိုင်လောက်ဆိုနေထိုးနေကိုပြိဿလက်နဲ့မိုးပြီးတော့မှရှင်မကတ္တဗကိုတခြားကြည့်ဟဲ့ရှင်မကြွလာတာတခြားမဟုတ်ဘူးရှင်မကတ္တဗကြီးမြန်လှုပ်လှူပွဲမရှိဘူးလားရှိတာလေးယူခဲ့စမ်းတော့ဟိုအိုလန်ဒီအိုလန်ကလိုကလန်နဲ့လှန်ပြီးတော့မှဒီမဲ့တွေးပြီးဆိုဖွားကြီးကလည်းထားတကုန်းနဲ့အဲ့ဒီမှာထွက်ပြီးတော့လင်မယား2ယောက်ပြိဿရှင်မကတ္တဗရဲ့တပိတ်ထဲကိုဆွန်းလောင်းထဲတယ်ခွက်ထဲမှာကင်ထားလိုက်တော့ပြိဿဟင်းရွက်ပြုတ်မြို့ခက်ကြမ်းဆင်းရဲသားတဲ့ဟင်းပေါ့
ရှင်မကတ္တပရဲ့တပိတ်ထဲကိုလည်းလောင်းထဲလိုက်ရောတဲ့ပြိဿရာဇကြိုတစ်မျိုးလုံးကိုမှုေးသွားတာပဲအဲ့ဒီမှာရှင်မကတ္တပကသဘောပေါက်လိုက်ပြီးဆွန်းလောင်းတာမင်းဘယ်သူလဲလို့မေးလိုက်တော့တပိတော်တရားပါဗျာဘာဖြစ်လို့စင်ရသားတွေရဲ့အခွင့်အရေးကိုမင်းဝင်ယူရတာလဲကွယ်ငါစင်ရသားတရားဓမ္မတွေကိုချီးမြှောက်တာတပိတော်ကလေတဲ့အရှင်ဘုရားတပိတော်လည်းစင်ရပါတယ်ဗျာဘလို့စင်ရတာတုံးဆိုတော့သူပြုခဲ့ရတဲ့ကောင်းမှုကပြိဿသာသနာပကောင်းမှုသာသနာပကောင်းမှုနဲ့တရားဖြစ်လာတဲ့ဒီတရားကလည်းသာသနာတွင်မှာကောင်းမှုပြုပြီးတော့လာပြီးတော့မှနတ်တွေရောက်လာကြတဲ့သုလရထမဟာရထအနေကဝဏလို့ခေါ်တဲ့နတ်သား၃ယောက်အဲ့ဒီနတ်သား၃ယောက်ကသူ့တဲ့စည်းစိမ်ဥစ္စာကိုရောင်ကိုဝါအကုန်သားနေတာအဲ့ဒါကြောင့်တပည့်တော်သာသနာတွင်ကောင်းမှုမပြုဘူးသေးလို့ဘုရားရှင်ဘုရားဏိရောဓသမပမထပြီးတပည့်တော်လာလောင်းမိတာပါတပည့်တော်နတ်တို့ရဲ့ဘယင်တရားဖြစ်ပေမဲ့လို့တပည့်တော်စင်ရသားလေးကိုရှင်ဘုရားရဲ့ခွင့်ပြုပါဒီလိုလှည့်ပြားပြီးတော့လောင်းတာကိုခွင့်ပြုပါပေါ့တောင်းပန်နောက်တခါတရားကမေးတယ်ရှင်ဘုရားတပည့်တော်ဒီလိုလောင်းတော်ရောကုသိုလ်ရပါသလားမေးလိုက်တော့ရပါတယ်ကွယ်ကုသိုလ်ကတော့လောင်းလူရင်တော့ရပြီးသားနောင်မင်းဒါမျိုးမလုပ်နဲ့မလဲသားနဲ့ရှင်မကတ္တဗကဖြောင်းပြပြီးပြန်ပြောပြအဲ့ဒီမှာတရားမင်းကပြိဿသူဇာတာနဲ့ရှင်မကတ္တဗကိုလက်ရရစ်ခုနှစ်ပတ်ပါပြီးတော့ရှ िख ိုးကြရှ िख ိုးပြီးတော့မှကောင်းကင်ပြန်တက်ပြီးတော့ဥဒန်းနေကျုတဲ့အဟောဒါနံပရမဒါနံကတ္တပေသုပ္ပဒိဋ္ဌိတံအဟောဒါနံပရမဒါနံကတ္တပေသုပ္ပဒိဋ္ဌိတံနိရောဓသမပမထတဲ့အရှင်မကတ္တဗကိုစွန့်လောင်းလူခွင့်ရခြင်းဟာအဟောဒါနံအလွန်အံ့ဩဖွယ်ကောင်းတဲ့ဒါနဗေဒကာပရမဒါနံအလွန်မွန်မြတ်တဲ့ဒါနဗေဒကာသူပြုတဲ့ကောင်းမှုသူ့ဘာသူကြည်ပီတိတွေဖြည့်ပြီးတော့ပြိဿဥရန်ကျူပြီးပျော်သွားအဲ့ဒီဥရန်ကျူတဲ့အတန်ကိုသိပြီးတော့မှသံဃာတော်ရှင်သူမြတ်များကပြိဿဘုရားကိုလျှောက်တဲ့ဘုရားကလည်းပဲအဲ့ဒီမှာပြိဿမြတ်စွာဘုရားရှင်ကိုရောမြတ်ကချက်သားတို့တတိနဲ့နေပြီးတော့မှကိုထိန်ချုပ်စောင့်စည်းပြီးတော့ပိဏပါဒဒုတင်ကိုစောက်တည်တဲ့ပုဂ္ဂိုလ်တွေကိုဒီလိုလောင်းလူခွင့်ရတဲ့ပုဂ္ဂိုလ်တွေလည်းကံထူးကြတယ်ကံကောင်းကြတယ်ဆိုမြတ်စွာဘုရားကလည်းဥရန်ဆက်ကျူးပြီးတော့မှအဲ့ဒီမှာသံဃာတော်ရှင်သူမြတ်တွေကိုဘုရားကတရားဟောပြတယ်အပမန္တောအယံကံတော်ရွာယံတက္ကရသန္တနံယောဇာသီလဝတ္တံကံတော်ဝါတော်ဒေဝေတုဥတ္တမောအပမန္တောအယံကံတော်ရွာယံတက္ကရသန္တနံလူပြေမှာရှိကြတဲ့တောင်သလပန်းစပယ်ပန်းနှင်းစီပန်းခတ္တပန်းစရှိတဲ့ပန်းတွေရဲ့ယနတ်ဟာအပ္ပမတ်တော်အဲ့ဒီအနံ့ကလေးကနည်းနည်းလေးပဲတောင်ကနေလေတိုက်ရင်အဲ့ဒီပန်းနှံကမြောက်ဖဲသွားတယ်မြောက်ကနေလေတိုက်ရင်တောင်ပဲသွားတယ်ပေါ့လေညာကိုပြိတဲ့အဲ့ဒီပန်းနှံဆန်တက်တယ်ဆိုတာမရှိဘူးယောဇသီလဝတ္တံကံတော်ဝါတော်ဒေဝေတုဥတ္တမောအရှင်မကတ္တဗအစရှိတဲ့ပုဂ္ဂိုလ်တွေစောင့်သုံးထားတဲ့သီလကလေတဲ့ဝါတိဒေဝေတုဥတ္တမောဒေဝေတုဥတ္တမောပြိတဲ့နတ်ပြည်တိုင်အောင်ဝါတိပြန့်နှံ့ပြီးတော့သွားတယ်အဲကြောင့်ပြိတဲ့ပန်းရနံ့ထဲသီလရနံ့ကပိုတယ်ပေါ့ပန်းရနံ့နဲ့ရှင်းလိုက်ရင်သီလရနံ့ကသေးသေးလေးပဲနည်းနည်းလေးပဲလို့မြတ်စွာဘုရားကပြတဲ့ရှင်မကတ္တဗကိုဂုဏ်ပြုပြီးတော့ဒီတရားကိုဟောပါတယ်ဗျာအဲကြောင့်တရားချစ်ခင်တော်စင်များရဗုဒ္ဓရဲ့အကျော်မော်သားတော်တွေတဲကရှင်မကတ္တဗရဲ့ဘဝနဲ့ဓမ္မအပိုင်း၃မှာရှင်မကတ္တဗကိုအကြောင်းပြုပြီးတော့လေတော်စုမလေးချမ်းသာရတယ်ရှင်မကတ္တဗကိုအကြောင်းပြုပြီးတော့ပြိဿတရားမင်းကြီးလည်းဥရန်ကျူပြီးပျော်မြူးရတယ်ဤကဲ့သို့မြင့်မြတ်တဲ့ပုဂ္ဂိုလ်လောင်းလူခွင့်ရခြင်းဟာလည်းကံထူးသူများဖြစ်ကြတယ်တရားချစ်ခင်တော်စင်များတို့လည်းပဲမြင့်မြတ်တဲ့ရှင်မကတ္တဗရဲ့ဘဝနဲ့ဓမ္မကိုနာကြားတဲ့တွေ့တာကြောင့်ဘဝမြင့်မြတ်ပြီးတော့မိမိတို့ရည်မှန်းတဲ့နိဗ္ဗာန်တည်ဟူသောထက်စကံတက်လန့်နိုင်ကြတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းပဲဒေသနာနိဂုံးကမ္မဖုံးကြပါစို့ဤမန္ဓမ္မဒေသနာဤတရားဒေသနာတော်ကိုတုတ်တော်ဝါနာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောတင်တော်ကောင်းပေါင်းတို့မှာဒုံမဲ့ကံလမ်းမနီမခရီးမကိုဝိဝဇ္ဇတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမဲ့ကံလမ်းမနီမခရီးမှန်ကို
ဥဆုံးဖြောင်းဖြောင်းမတ်မတ်ရန်တူကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေဂုဏ်တည်း